န်တရားမဝင်သင့်ဘူးအမေကအိမ်မှာဖျားခန်းဆောင်နေတာတွေ့တော့အားရင်လဲအပြင်ထွက်ပြီးပတ်စံရှာဦးအိမ်မှာပဲပတိစိတ်ဖို့တွေးမနေနဲ့ကျမတို့ပတ်စံတွေကအမေဖြုံးဖို့မဟုတ်ဘူးခလေးအတွက်ချန်ရမှာဒါကတကယ်ကိုအတိတ်ပဲမရှိတာပဲညီကငါ့ကိုဒီလိုစကားပြောရဲတယ်ပေါ့ကျမသူ့ကိုတနာစရာမျက်လုံးတွေနဲ့ပဲကြည့်နေလိုက်တယ်သူ့သားကပတ်စံကိုဘယ်လောက်ဒုက္ခခံရှာနေရလဲဆိုတာသိရင်သူဒီလိုဖြုံးရဲပါမလားထုံးစံအတိုင်းပဲကျမအမျိုးသားကိုပြည့်တစားအိမ်စီလိုက်ပို့ခဲ့ပါတယ်ရှင်လဲကိုချေထောက်ပေါ်ကိုရက်တီတက်အောင်တင်ရမယ်ကျမဘေးကန်းမှာစောင့်နေမယ်မနဲ့ကြရင်အတူတူအိမ်ပြန်ကြတာပေါ့ကျမအမုန်းဆုံးမြင်ကွင်းကိုပဲမြင်လိုက်ရတော့တယ်ကျမမျိုးသားရဲ့စကားကိုကြားပြီးနောက်ရောက်ခမဖြစ်သူကဖျားခန်းဆောက်ဖို့မပြောတော့ပဲပြည်တစားအိမ်ကိုရောက်လာခဲ့တာပါသူကဒီကထိတ်တန်းပြည်တစားကိုအထူးတလဲတောင်းဆိုခဲ့တာမလို့ကျမမျိုးသားနဲ့တိုးပါတော့တယ်ရောက်ခမဖြစ်သူကစွန့်သွားပြီးဒေါသတွေထွက်ကမျက်လုံးပြူပြီးအဲ့ဒီနေရာမှာတင်မိလဲသွားခဲ့ပါတယ်ကျမလည်းအမြန်သွားပြီးရောက်ခမကိုပခုံးပေါ်ထမ်းမျိုးသားကိုလက်ကဆွဲပြီးအိမ်ကိုအမြန်ပြန်ခေါ်လာခဲ့ရတယ်အပြစ်ရှိလိုက်တာငါဘာအဖြစ်တွေလုပ်ခဲ့မိလို့လဲနင့်အဖေကစစ်မြေပြင်မှာရန်သူဗိုလ်ချုပ်နဲ့ရခဲ့ရုံတင်မကဘူးနင်တို့ပါအတုံးမကြကြဘူးအခုတော့ငါဘလို့အသက်ရှင်ရတော့မလဲအမေဒါတွေအကုန်လုံးကအမေကြောင့်လေဒါကညီရဲ့အကြံစီမလားညီကညီကိုပြည်တစားအိမ်ရောက်မှာဆိုလို့ငါသားကိုအရင်ရောင်းစားလိုက်တာမလားဒီလိုချိန်နေမျိုးမှာကျမမျိုးသားလည်းပြည်တစားအိမ်ကိုဆက်မသွားနိုင်တော့ပါဘူးဒါပေမဲ့သူအလုံးမလုံးရင်ကျမတို့မှာပတ်စံရှိမှာမဟုတ်ဘူးလေငါတို့ကလေးကိုဘလို့ကျွေးမွေးမလဲဟုတ်ပါတယ်ကျမမှာကိုဝင်ရှိနေပြီလေသားလေးမွေးလာရင်ကောင်းကောင်းမတုံတင်နိုင်ရင်အောင်မြင်မှာမဟုတ်ဘူးလို့တွေးမိတယ်ဒါဆိုရင်ကျမတို့မျိုးတော်ကိုဘယ်တော့မှပြန်နိုင်မှာမဟုတ်တော့ဘူးနောက်ပိုင်းရက်တွေမှာကျမမျိုးသားပြည်တစားအိမ်မသွားတော့ပါဘူးစာချုပ်မပြည့်သေးတဲ့အတွက်ရော်ကြီးအများကြီးပေးခဲ့ရတယ်ကျမတို့အိမ်ကြီးကိုပါရောင်းလိုက်ရပြီးကျန်တဲ့ပတ်စံလေးနဲ့ပဲချိုးချံချွေတာနေခဲ့ရပါတယ်ကျမမျိုးသားကရုပ်ချောတာကလွဲရင်တခြားပါအရေးချင်းမှမရှိပါဘူးသူကယတနာစစ်ဆေးတာနည်းနည်းပဲသိတာမလို့ဆိုင်ဖွင့်ပေးမဲ့လူမလာခဲ့ပါဘူးပတ်စံတွေကကုန်ခါနီးနေပြီဖြစ်ပြီးကျမဘိုက်ကတော့တနေ့ထက်တနေ့ပိုကြီးလာခဲ့တယ်ကျမတို့ဇနီးမောင်နဲ့နှစ်ယောက်လုံးစိတ်ပူလုံးလို့ညဘက်တွေအိတ်မပြောခဲ့ကြဘူးတညမှာတော့ကျမအိတ်မပြောတာနဲ့အလှပြင်ပစ္စည်းတွေကိုထိုင်ပြနေတုန်းအကြံတစ်ခုရခဲ့ပါတယ်မိတ်ကပ်လုပ်ပြီးရောင်းရင်ကောင်းမလားလို့ပေါ့ကျမအမေကမိတ်ကပ်လုပ်နေတည်ပြီးကျမကိုလည်းတင်ပေးခဲ့ဘူးတယ်လေဒီအကြံကိုအမျိုးသားကိုပြောပြတော့သူကလည်းထောက်ခံခဲ့ပါတယ်အဲ့ဒီလိုနဲ့ကျမမိတ်ကပ်တွေလုပ်ပြီးအပြင်မှာထွက်ရောင်းခဲ့တယ်သူကလည်းကုန်ကျန်းဝယ်ဖို့ကူညီပေးခဲ့ပါတယ်အစာပိုင်းမှာတော့လူမလာကြပါဘူးဒါနဲ့ကျမပတ်စံနည်းနည်းပေးပြီးလူငါးကကြော်ညာခိုင်းခဲ့ရတယ်မထင်မှတ်ပဲလူတော်များများလာဝယ်ကြပြီးအဆင်ပြေသွားခဲ့ပါတယ်ကျမတို့ရဲ့ဆိုင်လေးလည်းတဖြည်းဖြည်းတိုးတက်လာခဲ့တယ်ဟုတ်ညီမရိုးသားတာငါသိတယ်မနေ့ကညီတခြားမျိုးသားတယောက်နဲ့တွေ့နေတာငါတွေ့တယ်ငါသားကိုဂယုမဆိုင်ဘူးပေါ့အဲ့ဒီအမျိုးသားကသူ့ဇနီးအတွက်လာဝယ်တာလို့ရှင်းပြခြင်းပေမဲ့ရောက်ခမကလက်မခံပါဘူးအခုကစပြီးညီအိမ်မှာပဲကိုဝင်ကိုတေချာဆောက်ရှောက်တော့ကလေးကိုပဲတေချာကြည့်မိတ်ကပ်ရောင်းတာကိုငါ့ကိုပဲလွှဲထားလိုက်ညီလိုမိမမျိုးကတခြားသူနဲ့နောက်ွယ်မှာထွက်ပြေးသွားနိုင်တယ်လေကျမလည်းပြန်ပြီးညင်းမနေတော့ပါဘူးအိမ်မှာပဲနားနားနေလိုက်တာပေါ့မိသားစုရဲ့နောက်ဆုံးအလှည့်ပြောင်းကျမမျိုးသားကလည်းဟင်းချက်တာကိုဝါသနာပါလာခဲ့တယ်သူ့စီမှာဖခင်တယောက်ရဲ့နှွေးထွေးမှုကိုမြင်လာရတယ်ကျမကိုဝင်ကြောင့်အစားမစားခြင်းတဲ့အခါသူကကိုယ်တိုင်ခွန်ကြွေးတတ်ပါတယ်ရောက်ခမပြန်လာတဲ့အခါတိုင်းကျမတို့ကိုကြည့်ပြီးမနာလိုဖြစ်နေတတ်တာပေါ့တရက်မှာတော့ရောက်ခမကမိတ်ကပ်ထွက်ရောင်းရင်းနဲ့ပဲပြန်မလာတော့ပါဘူးစုံစမ်းကြည့်တော့မှကုန်တယ်တယောက်နဲ့နောက်ွယ်ကလိုက်ပြေးသွားတာလို့သိရတယ်သူကပဲကျမကိုသူတစ်ပားနဲ့ပြေးမှာဆိုလို့ပြောပြီးအခုတော့သူကိုယ်တိုင်ပဲပြေးသွားခဲ့ပါပြီအဲ့ဒီအချိန်မှာကျမကိုဝင်ကရှစ်လကျော်နေပြီဖြစ်လို့မိတ်ကပ်ဆက်မလုပ်နိုင်တော့ပါဘူးမိသားစုရဲ့တာဝန်တွေအကုန်လုံးကကျမမျိုးသားပေါ်ကြားရောက်သွားခဲ့ပါပြီကလေးကလည်းမွေးတော့မှမလို့ပတ်စံကအခက်အခဲဖြစ်လာပြန်တယ်တလအကြာမှာတော့ကျမသမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်ဒါပေမဲ့ကျမမျိုးသားကတော့သမီးလေးမလို့မပြောနိုင်ခဲ့ပါဘူးဒီခေတ်မှာအမျိုးသမီးတွေကစောင်မေးပွဲဖြေခွင့်မရှိလို့မြို့တော်ကိုပြန်နိုင်ဖို့မျှော်လင့်ချက်ပျက်စီးသွားခဲ့ရလို့ပါပဲအဲဒီနောက်မှာတော့ကျမတို့သမီးလေးကိုသားလေးတစ်ယောက်လိုပဲပြုစုပြောထောင်ဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်တကယ်တော့ကျမကကောင်းတဲ့အမျိုးသမီးတစ်ယောက်ပါဒါပေမဲ့တခါတလေစိတ်မထိန်နိုင်ပဲပတ်စံတွေယူပြီးအမျိုးသားတွေရှိတဲ့ပြည်တစားအိမ်စီသွားမိတတ်တယ်ကျမမျိုးသားကတော့ကျမကိုမယုံကျင်တော့ဘူးခလေးအိပ်ပျော်နေတော့ကျမအတူညစားတဲ့တွေဝစ်ကြည့်နေတာပါရှင်မသိပါဘူးသမီးလေးကိုနေတိုင်းပြုစုစောင့်ရှောက်ရတာကျမအတွက်ဘယ်လောက်ခက်ခဲလဲဆိုတာဆရာနဲ့အတူသမီးလေးရဲ့ပညာရေးကိုလည်းကျမစောင့်ကြည့်ပေးရသေးတယ်ဒါတွေအကုန်လုံးကတို့ရဲ့အနာဂတ်အတွက်လေအမျိုးသားရှင်ကတကယ်ပဲကျမပေါ်တန်တရားဝင်ပြီးတစ္ဆာဖောက်တယ်လို့ထင်နေတာလားရှင်မှာအသေးနှလုံးမရှိဘူးလားကြိုးအားနောက်ဆုံးတော့တွေ့ပြီပေါ့ကျွန်တော်ကတာမန်အရက်သူတယောက်ပါမင်းကြီးနဲ့ပတ်သက်ဖို့မဝင်ရဲပါဘူးမင်းဘာတွေရှောက်ပြောနေတာလဲအဲ့ဒီတုန်းကမင်းကိုမြို့တော်ကနေငါမောင်းထုတ်ခဲ့ရတာကငါမှအခက်ခဲရှိလို့ပါငါမင်းကိုပြန်ခေါ်မယ်လို့ပြောခဲ့တယ်မဟုတ်လားဒါရင်မကဘူးမင်းကိုလိုက်ဖို့လူတွေတောင်လွတ်ခဲ့သေးတယ်ဒါပေမဲ့မင်းရဲ့စိတ်ကြီးမှုကြောင့်ငါလွတ်လိုက်တဲ့လူတွေကိုတောင်ခါချပစ်ခဲ့တယ်ကျိုးအားအခုငါရာဇပလင်ပေါ်ရောက်ပြီဆိုတော့မင်းကိုပွင့်ပွင့်လင်းလင်းနဲ့ဂုံတိတ်ခါရှိရှိပြန်ခေါ်နိုင်ပြီဒီနှစ်တွေထဲမှာမင်းတကယ်ဒုက္ခရောက်ခဲ့ရပါတယ်ကျမတကယ်ပဲဆွန့်သွားခဲ့ရတယ်ကျမမျိုးသားကမြို့တော်မှာရှိခဲ့တဲ့သူ့ရဲ့ချစ်သူဟောင်းကိုမင်းမရနိုင်ဘူးဆိုတာကျမအမြဲသိခဲ့ပေမဲ့အဲ့ဒီလူကအခုလက်ရှိအေဂရစ်မင်းမြတ်ဖြစ်နေလိမ့်မယ်လို့ဘယ်တော့မှမထင်ထားခဲ့မိဘူးဒီနှစ်တွေထဲကအကြောင်းအရာတွေကိုပြန်တွေးကြည့်ရင်ကျမကအမျိုးသားကိုပြည်တစားအိမ်မှာကိုခန္ဓာရောင်းစားခိုင်းခဲ့ရုံတင်မကဘူးတခြားသူရဲ့အိယာဖို့ဖြစ်ဖို့တောင်အားပေးခဲ့မိသေးတယ်ရုတ်တရက်ကျမရဲ့လေဘင်းကနေတဆင့်ကြောချမ်းသွားသလိုခံစားလိုက်ရတယ်ကြမ်းမင်းလေးဘာအပြစ်လုပ်ထားလဲသိလားအရှင်မင်းကြီးသူကကျွန်တော်ကလေးရဲ့မိခင်ပါသူမကိုအပြစ်မပေးပါနဲ့လို့တောင်းပန်ပါတယ်ဘာမင်းမကလေးရှိတယ်ဟုတ်လား
ကိစ္စမရှိပါဘူးမင်းရဲ့ကလေးကငါကလေးပါပဲအခုကစပြီးသူ့ကိုငါရဲ့သားရင်းလိုပဲပြုစုဆောင်ရှောက်မယ်နောက်တစ်နေ့မှာတော့ကျမနဲ့အမျိုးသားကိုမြို့တော်စီပြန်ခေါ်သွားခဲ့ကြတယ်အေဂရစ်မင်းမြတ်ကမိဖုရားခေါင်ကြီးအဖြစ်တင်မြှောက်မယ်လို့လူသိရှင်ကြားကြေညာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ကထုံးတမ်းစဉ်လာအရအေဂရစ်နဲ့မိဖုရားနှစ်ယောက်လုံးကအမျိုးသားတွေဖြစ်နေတာကိုလက်ခံဖို့အဆင်မပြေကြသေးပါဘူးဒါကြောင့်အေဂရစ်မင်းမြတ်ကကျမကိုမိဖုရားခေါင်ကြီးဘွဲအမိပေးအပ်ခဲ့ပြီးအင်ရှိဆန်ဘဝတုန်းကသူမျက်နှာသာပေးခဲ့တဲ့အမျိုးသမီးဖြစ်တယ်လို့သူ့ရဲ့ကလေးကိုမွေးဖွားပေးခဲ့သူလို့အကြောင်းပြခဲ့တယ်အပြင်လူတွေအတွက်တော့ကျမအမျိုးသားကိုမင်းကြီးရဲ့ကိုရန်တော်အဖြစ်သတ်မှတ်ခဲ့ကြတာပေါ့အပြင်ပန်းကြည့်ရင်တော့အေဂရစ်မင်းမြတ်ကကျမအပေါ်ပဲတစ္ဆာရှိပြီးနန်းဆောင်မှာကျမတယောက်တည်းကိုပဲမိဖုရားအဖြစ်ထားရှိတယ်လို့ထင်ရပါတယ်ဒါပေမဲ့အမှန်တရားကတော့သူကကျမအမျိုးသားအပေါ်မှာပဲတစ္ဆာရှိတာပါသူတို့နှစ်ယောက်ကနေတိုင်းပျော်ပါနေကြပြီးကျမကတော့ကလေးကိုပဲအာယုံစိုက်ပြီးပြုစုပြောထောင်နေခဲ့ရတယ်ဆိုင်နန်ကိုအိမ်ရှိဆန်မင်းသားအဖြစ်တင်မြှောက်လိုက်တယ်အေဂရစ်မင်းမြတ်ကဆိုင်နန်ကိုရောင်ကြားလေးလိုပဲအမြဲယုံကြည်နေပြီးအိမ်ရှိဆန်ဖြစ်တောင်သတ်မှတ်ပေးခဲ့တာပါဆိုင်နန်အပေါ်ထားတဲ့သူ့ရဲ့အရေးပါမှုကိုပြသတဲ့အနေနဲ့မင်းကြီးကစာပေတင်ကြားပေးဖို့အတွက်နန်းတွင်းဆရာတဦးကိုအထူးတလဲဖိတ်ကြားပေးခဲ့တယ်ကြားရတဲ့လောက်တော့အဲ့ဒီနန်းတွင်းဆရာကအသက်ငယ်ငယ်လေးပဲရှိသေးပြီးမြို့တော်မှာအချောဆုံးအမျိုးသားတစ်ယောက်လို့ပြောကြတယ်သူကအသက်30နီးပါးရှိနေပြီဖြစ်ပေမဲ့အခုထိအိမ်တော်မပြုတ်သေးဘူးလေသူဘသူ့ကိုစောင့်နေတာလဲဆိုတာကျမသိချင်မိတယ်မြို့တော်မှာအချောဆုံးအမျိုးသားဆိုတော့သူကဘယ်လိုလူမျိုးလဲဆိုတာကျမတကယ်ပဲမြင်ဖူးချင်မိတယ်မယုံနိုင်စရာပဲနန်းတွင်းဆရာရောက်လာခဲ့ပြီရှင်ကအဲ့ဒီလူမဟုတ်လားမှန်လားပါမိဖုရားကကျွန်တော်ကိုမှတ်မိနေသေးတာထူးဆန်းပါတယ်ဖုရားကျွန်တော်ဒီနေ့အိမ်ရှိဆန်မင်းသားနဲ့တွေ့တဲ့အခါပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပေမဲ့တကယ်ကိုရင်းနှီးကျွမ်းဝင်တဲ့ခံစားချက်မျိုးရမိပါတယ်ရှင်ဘာတွေပြောချင်တာလဲအဲ့ဒီတော့ကကျွန်တော်ချင်းလင်မျိုးကိုရုံးကိစ္စနဲ့တွားခဲ့တော့ကအမျိုးသားပြည်တစားအိမ်ထဲကိုမှားဝင်မိခဲ့တယ်ပြီးတော့မထင်မှတ်ပဲမိဖုရားရဲ့ဖြူစင်မှုကိုကျွန်တော်ဖျက်ဆီးမိခဲ့တယ်။ဒါအနေငယ်ကြပြီးနောက်ကျွန်တော်ပြန်လာတဲ့အချိန်မှာမိဖုရားမှာကိုဝင်ရှိနေပြီလို့ကြားခဲ့ရတယ်။ဒီနေ့ကိုမြင်ရတော့မှအဲ့ဒါကျွန်တော်ရဲ့ကလေးဆိုတာကျွန်တော်နားလည်သွားခဲ့ပါပြီချင်းကျူရန်။ညီကတကယ်ပဲတတိရှိတာပဲငါရဲ့ကလေးကိုတခြားမျိုးသားတယောက်ကိုအဖေလို့ခေါ်ခိုင်းရဲတယ်ပေါ့။ကျမကတော့အစာပိုင်းကကြောက်ရွံ့မှုတွေကနေပြန်လဲတည်ငြိမ်သွားခဲ့ပါပြီ။ကျမရဲ့အခုလက်ရှိအခြေအနေကိုပြန်တွေးကြည့်ရင်အဲ့ဒီလိုဖြစ်ခဲ့ရင်လည်းဘာဖြစ်လဲ။ကျမကကလေးကိုတခြားသူကိုအဖေလို့ခေါ်ခိုင်းခဲ့လို့ပဲသူကအခုအိမ်ရှိဆန်မင်းသားဖြစ်နေပြီလေပြီးတော့အနာဂတ်မှာလည်းအေဂရက်မင်းကြီးဖြစ်လာအောင်မှာတကယ်လို့ရှင့်ကိုသာအဖေလို့ခေါ်ခိုင်းခဲ့ရင်ရှင်ကကလေးကိုဒါတွေအကုန်လုံးပေးနိုင်ပါမလားနန်းတွင်းဒီခင်းအိတ်ခံပွဲမှာနေစားမင်းသားတီတီကသူတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုအစီရင်ခံဖို့မြို့တော်စီလာကြတဲ့အခါမိဖုရားခေါင်ကြီးအနေနဲ့ကျမလည်းတက်ရောက်ခဲ့ရတာပေါ့ဒါပေမဲ့မထင်မှတ်ပဲကျမရဲ့ရောက်ခမဖြစ်သူကနန်းမင်းမင်းသားရဲ့ဘေးမှာရက်နေတာကိုမြင်လိုက်ရတယ်ကျမရောက်ခမကမိတ်ကက်တွေအထူကြီးလိမ့်ထားပြီးသူ့လက်ထဲကပတိစေတွေကလည်းအရှိပင်လေးကပလဲတွေနဲ့လှုပ်ထားတာပါတကယ်လို့သူ့အနားမှာရှိမနေသူမှန်းသိဖို့တောင်တကယ်ခက်ခဲပါလိမ့်မယ်အရှင်မိဖုရားဒါကကျွန်တော်ရဲ့ကျင်ရတော့ပါကျမတကယ်ပဲစွန့်သွားခဲ့ရပြန်တယ်နန်းမင်းမင်းသားကအသက်40ဝန်းကျင်ပဲရှိသေးပေမဲ့ကျမရောက်ခမကတော့သူ့ထက်အသက်နှစ်သက်စာမကကြီးနေပြီလေအံ့ဩတာထက်ကျမရင်ထဲမှာချီးကျူးမိတာကပိုပါတယ်တကယ်ကိုအံ့ဩစရာကောင်းပြီးလေးစားဖို့ကောင်းတဲ့အမကြီးပါပဲနန်းတွင်အိတ်ခံပွဲပြီးဆုံးသွားတဲ့အခါအေဂရစ်မင်းမြတ်နဲ့ကျမအမျိုးသားမဟုတ်ဘူးအခုတော့သူ့ကိုမိမရှာချုပ်ကြီးတို့ကအိတ်ဆောင်စီအတူတူပြန်သွားခဲ့ကြတယ်ကျမလည်းကျမရဲ့အဆောင်စီပြန်လာခဲ့တာပေါ့ရင်ထဲမှာခံစားချက်တွေမျိုးစုံဖြစ်ပြီးနောက်ရှောင်းချင်းဟန်ကကျမကိုဘယ်တော့မှမေ့မရခဲ့ဘူးလို့ဖွင့်ပြောခဲ့တယ်ဒါကြောင့်သူကကျမရဲ့လှုပ်ဝက်ချစ်သူအဖြစ်နေဖို့ဆုံးဖြတ်ခဲ့တာပါအေဂရစ်မင်းမြတ်ကလည်းဒါကိုမျက်ွယ်ပြုထားခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်ကျမကကျမမျိုးသားကိုသူ့စီလွှဲပေးခဲ့ပြီးပြီပဲလေကျမကသူ့ရဲ့အရာရှိတယောက်နဲ့ပြောပါတာဘာရေးလဲညကတော့ရှည်လျားနေအောင်ပါပါကျမကတော့မိဖုရားခေါင်ကြီးမှုဆိုးမှဖြစ်လာမယ့်နေ့ရက်တွေကိုတော့မျှော်လင့်နေမိပါတော့တယ်